စစ်ကြတော့ခွေးနိုင်ကြီးနိုင်တယ်ငါလောကဟိုကပတ်စံရှိတဲ့ကောင်ကလောင်းကစားဝိုင်းလာဖွင့်ထားတော့ကြတော့ဖင်ခံပေါင်းတယ်လီးပဲရမှာပေါ့ Nice မင်းတို့စောက်စင်နေအလကားကောင်နေပဲတဲ့တော့လားဟုတ်လားမဟုတ်လားတော့မင်းနာမည်ပါတက်ပြီးတော့မှတစ်ချက်တည်းអော်ပလိုက်လို့ရတယ်သိလားနော်မင်းတို့လူကြီးတွေကိုအကုန်လိန်တာအဲ့လိုလိန်နေအခုမင်းတို့တိုက်ပွဲတွေကြာချုံးတာရှင်းလားတက်ခိုင်းပါတက်ခိုင်းစမ်းပါတောက်ကူမဆိုင်ပါဘူးလာတက်ခိုင်းစမ်းပါဟိုးလှုပ်ရှားနေတဲ့ပြည်သူစစ်ကြတော့ဘာမှမပြောဘဲနဲ့ငါလုံးမကိုယ့်ဗမာပြည်သူစစ်တွေကြတော့နော်ဖမ်းလိုက်ရဲတဲ့မကြေနဲ့တာနဲ့ဟိုဟာနဲ့မကြေနဲ့တာနဲ့ပြီးဟိုတက်နဲ့ကြောက်တွန်းလိုက်နော်ဒါကိုလည်းတက်မလို့နေတဲ့တိုင်းနေနဲ့ဘာအကာကွယ်မှမပေးနိုင်ဘူးဒီပြည်သူစစ်တွေကိုအကာကွယ်မပေးနိုင်ပြည်သူစစ်မဖွဲ့နဲ့ကွာလို့ပြောလိုက်ကွာစောက်လို့ရှုံးတယ်နော်နောက်ချိုးချင်းနေနောက်ချိုးမကြခင်ပြန်ရတော့မှာဟုတ်လားခင်ဗျားတို့မကြိုက်ဘူးဆိုရင်အဲဒီမန္တလေးမှာရှိတဲ့ပြည်သူစစ်တယောက်မှမခွင့်နဲ့တော့ပြည်သူစစ်တွေအကုန်ဖျက်သိမ်းတယ်လို့ပြောလိုက်နော်အဲ့ဒါဘယ်ရလဲကကနေလေကကနေကနေတရားဝင်ပြောလိုက်ပေါ့ခင်ဗျားတို့ကခိုင်းကောင်းတဲ့အချိန်ကျတော့လုံခြုံရေးကြတော့ခိုင်းပြီးတော့မှနော်ရဲတယောက်ကပြည်သူစစ်ကိုခေါ်ပြီးပောက်ပြလှုပ်တော့ကြတော့ဘယ်သူမှတာဝန်မယူဘူးဘာမှမဟုတ်ပဲနဲ့ဟိုမြကြီးနားဘက်ကကောင်လောင်းကစားရုံလာဖွင့်တာကြတော့ငါလိုမသားတွေကပါဇက်ပိတ်ထားတယ်လီးပဲပေါ့မင်းတို့ဘယ်သူစောက်တင်ကြီးမှာနိုင်ငံတော်ကောင်းဆောင်တွေကိုကျွန်တော်ပြောချင်တယ်နော်နိုင်ငံတော်အကြီးအကဲတွေကိုပြည်တွင်းတွေကပြည်သူစစ်ကြတော့ရဲရအနိုင်ကျင်းလိုက်နော်စစ်တပ်ကအနိုင်ကျင်းလိုက်နော်အခုမန္တလေးဆိုရဲမောင်တော်ပြည်သူစစ်ကိုနေမျိုးကျော်နော်ပြီးတော့ချင်းမှာတိုးအောင်လို့စံရှားတို့ထားပါလူမိုက်ကလူမိုက်ပဲခမကျွန်တော်အများအားပြောတယ်ရန်ကုန်လူမိုက်နဲ့မန္တလေးလူမိုက်ပဲရှင်ကြည့်လိုက်နော်လုတ်ပေးချသေးတယ်မန္တလေးလူမိုက်ကနော်မန္တလေးဇိုးကလုတ်ပေးချသေးတယ်နော်လေးမျက်နှာစစ်ကြောင်းမှု121တိုင်ရင်မှုထောက်ဖို့121ထောက်ဖို့တိုင်ရင်မှုဥအောင်နိုင်သေးကိုအောင်နိုင်သေးပါဒေသ24လားမသိပါဘူးကွာနော်လုတ်ပေးချသေးတယ်နော်အမလာဘကတိုင်းမှုဘုချုပ်ကိုဦးလက်ထက်တုန်းကပေါင်းပြီးတော့မှလှုပ်တာမန္တလေးကိုငြိမ်အောင်ထိန်းတယ်အဲ့ဒီမှာဇိုးတွေပါနေနဲ့အားလုံးပေါင်းပြီးတော့မှအခုမတရားလို့ပါလို့မြို့တွေနော်တိုက်ခဲ့တယ်ဘိုးဟင်းတို့ပါလို့တေးတယ်ကြာရှုံးတယ်နော်ဒီမန္တလေးကပြည်သူစစ်ကြတော့ခွေးနိုင်ချီးနိုင်တာနော်မြကြီးနားပြည်သူစစ်ကနေပြီးတော့မှဒီမှာမန္တလေးမှာဟိုနာမည်တော့မပြောတော့ဘူးပေါ့နော်နေရာကြီးနော်ရှေ့ကနေတွေးထိုးရကောက်ဝါဆွဲဟာထိုးရွှေလေအဲ့ဒါမှလောင်းကစားဝိုင်းနေလာဖွင့်နေကြတော့ခင်ဗျားတို့ဘာမှမပြောဘူးဟောခင်ဗျားတို့တိုင်းမှုတွေရဲတိုင်းတက်ခွက်မှုတွေဟမ်အခုပြတော့တိုက်ပွဲပြတော့ထိန်းသားကကြတော့ပြည်သူစစ်ကိုကြတော့ဟိုနေ့ကမှန်ကြီးဆိုတာဒီမှာကျွန်တော်ပြောထားပြီကိုကြီးအဲ့ဒါပြောပေးပါနဲ့နော်ခင်ဗျားတို့မှားနေတယ်နေဇက်ကပြည်သူစစ်တွေခင်ဗျားတို့အခုနေဇက်ခင်ဗျာဘာဖြစ်လို့ဟမ်တာမုံကြီးပြည်သူစစ်တဲ့990အောင်မှာဘာဖြစ်သွားလဲညဘက်က1နှစ်3ဘာဖြစ်သွားလဲဟမ်အဲ့မှာလှုပ်ရှားနေတဲ့ကာစီနိုတွေကြားဖြန်တွေကိုလှုပ်ရှားနေရတယ်အများကြီးနေဆက်မှာအဲ့လိုပြည်သူစစ်တွေကြတော့ခင်ဗျားတို့အရေးမယူနိုင်ဘူးမန္တလေးမှာပြည်သူစစ်ကြတော့ဘာမှမဟုတ်ဘဲနဲ့လာဖမ်းတယ်ရိုက်တယ်ထိုးတယ်အဲ့ကျဲကဘာသဘောလဲလားဟမ်မြကြီးနားကတော့ပြည်သူစစ်ကမဘကပြည်သူစစ်ကဟမ်နာမည်ပြောလို့ရတယ်နော်အဲ့လိုကောင်တွေကမန္တလေးမှာဟိုမှာနေရာကြီးမှာလောင်းကစားဝိုင်းတွေလာထောင်လာကြတော့ခင်ဗျားတို့စောက်တန်မထွက်ရဘူးဟောခင်ဗျားတို့ကိုလည်းစောက်ချက်မရှိတာပကုံးပေါ်မှာခင်ဗျားတို့ဗိုလ်ချုပ်ပွင့်နေတင်ထားပြီးတော့မှကိုပြည်သူစစ်ကိုဗမာပြည်သူစစ်ကြတော့နှိမ်လိုက်တာခင်ဗျားတို့ကတော်တော်စောက်ပဲ့နေပါဗျာခင်ဗျားတို့နော်လာသက်ဘာမှမဖြစ်ဘူးပြင်ဦးလင်မိလာလာခုလာတယ်နော်အခုလိုရဲမော်တော်ပြည်သူစစ်တွေတက်မတော်နဲ့ပေါင်းစားတဲ့တက်မတော်နဲ့အတူတူပူးပေါင်းပြီးတော့စစ်တိုက်တဲ့ပြည်သူစစ်တွေတရကုန်းတိုက်ပွဲတွေအဲ့လိုပြည်သူစစ်တွေကိုကြတော့ခင်ဗျားတို့နှိမ်နေနော်ခေါ်ယူဆုံးမပြောလို့အစင်းစင်းလှုပ်ပါလားဗျာမရရင်မသိနေပဲလီးပဲရမယ်လို့ဟဲ့အောင်မင်းငါ့ကိုဗီဒီယိုကောခေါ်ပြောလိုက်ငါဖုန်းနဲ့ပဲခွန်8353လုံး3ကြ9 3ကြ68ခွန်8 4 4လုံးနဲ့နှလုံးလုံးပိုက်ပါရှိတယ်စားရှိကိုစောက်ကကိုဗီဒီယိုကောခေါ်ပြီးတော့အရင်ပြော
မြန်မာနိုင်ငံမှာစောက်ခွက်ကိုပြပြီးတော့မှစပီကာတယောက်အနေနဲ့ရက်တီနေတာဘယ်သူ့ထောက်ပံ့မှရယူထားတာမဟုတ်ဘူးရှင်းလားတေသွားရင်လည်းမြတ်သွားပြီလူဘွားရှင်းတယ်နော်ဟိုးလှုပ်ရှားနေတဲ့ပြည်သူစစ်ကြတော့ဘာမှမပြောဘဲနဲ့ငါလုံးမကို့ဗမာပြည်သူစစ်တွေကြတော့နော်ဖမ်းလိုက်ရဲတယ်မကျေနပ်တာနဲ့ဟိုအောင်လည်းမကျေနပ်တာနဲ့ပြီးဟိုတက်နဲ့ကြောက်တွန်းလိုက်နော်ဒါကိုလည်းတက်မလို့နေတဲ့တိုင်းနေနဲ့ဘာအခါကွန်မှမပေးနိုင်ဘူးဒီပြည်သူစစ်တွေဘကောမပေးနိုင်ပြည်သူစစ်မဖွဲ့နိုင်ကွာလို့ပြောလိုက်ကွာစောက်လို့ရှုံးတယ်နော်နောင်ချိုချင်းနေနောင်ချိုမကြခင်ပြန်ရတော့မှာဟုတ်လားခင်ဗျားတို့မကြိုက်ဘူးဆိုရင်အဲဒီမန္တလေးမှာရှိတဲ့ပြည်သူစစ်တယောက်မှမခွင့်နဲ့တော့ပြည်သူစစ်တွေအကုန်ဖြတ်သိမ်းတယ်လို့ပြောလိုက်နော်အဲ့ဒါဘယ်ရလဲကကနေလေကကနေကနေတရားဝင်ပြောလိုက်ပေါ့ခင်ဗျားတို့ကခိုင်းကောင်းတဲ့အချိန်ကျတော့လုံခြုံရေးကြတော့ခိုင်းပြီးတော့မှနော်ရဲတယောက်ကပြည်သူစစ်ကိုခေါ်ပြီးပောက်ပြလှုပ်တော့ကြတော့ဘယ်သူမှတာဝန်မယူဘူးဘာမှမဟုတ်ပဲနဲ့ဟိုမြေကြီးနာဘက်ကကောင်လောင်းကစားရုံလာဖွင့်တာကြတော့ငါလိုမသားတွေကပါဇက်ပိတ်ထားတယ်လီးပဲပေါ့မင်းတို့ဘယ်သူစောက်တင်ကြီးမှာအဲ့လိုပြောရင်ဗာလဲဇော်ဘိုးရင်ရိုင်းသွားလားဟမ်ရိုင်းသွားလား